ပြင်သိကျင်ဟုတ်တယ်ဟိုတော့ခံဒီပိုင်းလေးတော့ဘယ်လိုလဲတိုက်တာရှိလဲဆိုဒီကိစ္စကိုဆက်လက်ပြီးကျွန်တော်နိုင်ငံသားစာထွက်တော့1980ခုကျွန်တော်အမေရိကရောက်တဲ့အချိန်က1980ခုရောက်တဲ့အချိန်မှာကျွန်တော်ဒီစစချင်းပေါ့နော်ရောက်တဲ့အချိန်မှာကျွန်တော်ဆွေမျိုးတွေရောရှိဘူးရှိတဲ့တကယ်ချင်းတယောက်ပဲရှိတဲ့တကယ်ချင်းက UCL ကိုတက်တယ်ဆိုတော့ဒီကိုယ်တိုင်ကလည်းကြောင်းတော့ဆိုတော့သူကလာကြိုပြီးတော့ပုံမှန်တော့ပြောတယ်ကျွန်တော်လည်းအများကြီးကူပြီးပေးနိုင်လို့3-4ရက်လောက်ကျွန်တော်အဆောင်ခံထဲမှာပဲနေပြီးကျန်တာကိုယ်လည်းကိုရှောက်တော့ဆိုတော့ဒီလိုနဲ့ပဲကျွန်တော်စခဲ့တာပေါ့နော်ပေါ်စားတဲ့အချိန်ကကျွန်တော်တွေ့ရလို့ပြောတော့တာပေါ့နော်ဒီစေရုံထဲမှာဒီ shipping department မှာလည်းလုပ်တယ်တက်စီဆိုင်မှာလည်းလုပ်တယ်တက်စီဆိုင်ကိုနေအောင်ကျွန်တော်လုပ်တယ်ညပိုင်းလုပ်တဲ့အချိန်ကကျွန်တော်တို့ဆက်ပြီးကျွန်တော်ကစာဖတ်ကြတယ်ဆိုတော့ညပိုင်းကျတော့လူကရှင်းတယ်ဆိုတော့စာရေးစိတ်ဖတ်လို့ရတယ်ဆိုတော့စာဖတ်နေအဲ့ချိန်မှာလုပ်တဲ့အနေနဲ့ဆက်ကြပါတော့ကျွန်တော်မတော်ခင်ကDonald Trump စာကိုရောက်ဖတ်တယ်ဆိုတော့ကျွန်တော်Donald Trump ရဲ့ဒီနေ့ကြီးချင်တာပေါ့နော်နောက်တစ်ခုကကျွန်တော်ကဒီမက်ဒေါနာကိုအရင်ချိန်တယ်ဆိုကိုယ်နိုင်ငံကိုရှိတော့ဟိုရောက်တာနဲ့ပထမဆုံးစားရတာကျွန်တော်မက်ဒေါနာဆိုင်သူတို့အစားတောက်တဲ့ဆိုင်သူတို့ဘယ်လိုဆိုင်ပဲပေါင်းတောင်းနေချီဘယ်လို run နေဆိုတဲ့စနစ်လေးကိုတီးချင်တဲ့ပိုင်းဒါပေမဲ့ကျွန်တော်မှအရင်ကြီးရှိတော့ပထမဆုံး real estate က challenge ကြီးပဲလေပတ်စံစီလို့ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ညပိုင်းအလုပ်လုပ်နေစာreal estate လိုက်စနေဖြည့်ပြီးတော့California Los Angeles မှာကျွန်တော် real estate တောင်းနေလောက်လို့အဓိကပတ်စံစီတာပဲပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းသိတယ်ကျွန်တော် passion ဟော real estate ကိုဆိုတော့ဒီ broker ကြီးကိုကျွန်တော်စိတ်လည်းမပါဘူးပေါ့နော်ဒါပေမဲ့ညဉ့်ညံပတ်စံစီပြီးတော့ဟောတာနဲ့ကျွန်တော်ဒီစားတော့ဆိုင်ချင်းလုံးလည်းကိုစီစဉ်တာပေါ့အဲ့လိုစီစဉ်တော့အဲ့ချိန်မှာကယ်လီဖိုးနီးယားဘက်မှာအင်ဂျင်နီယာကယ်လီဖိုးနီးယားဘက်မှာစားတော့တွေထွက်လာကယ်လီဖိုးနီးယားဘက်မှာထွက်လာတာများတယ်ဆိုတော့အဲ့ချိန်မှာဆူရှီလုံးနဲ့ကယ်လီဖိုးနီးယားမှာစပြီးတော့လူတွေကြိုက်တယ်နော်ကျွန်တော်တို့အမေရိကမှာ East ရဲ့ West ရဲ့ခုရှိတယ် West ကိုမှာစတဲ့ချိန်မှာ East ဘက်မှာမစသေးဘူးမစသေးအလယ်မှာလည်းတရားမမရှိဆိုတော့ကျွန်တော်အနေနဲ့အခွင့်အရေးနေတော့ကျွန်တော်ကိုယ်တိုင်ဆူရှီကြိုက်တယ်ဆူရှီကvery healthy food ဒီကျော်လာတွေရှိတယ် greasy တွေအဲ့လိုစီတွေဒီ spice တွေ heavy တွေမရှိဘူးဆိုတော့ future မှာကျွန်တော်ထင်တာတော့လူတွေကအရန်ကိုဟိုမှာလည်းအဲ့လို McDonald's လိုမျိုး deep fry တွေ French fry တွေအရန်စားရနေတာဆိုတော့လူတွေကအရန်ဝါတယ်အဲ့ဒါမျိုးစားတော့တွေတစ်ချိန်ချိန်ခေတ်စားလာမယ်လို့ထင်တော့ကျွန်တော် East Coast မှာ headquarter ပြန်လို့လိုက်ရှာရင်းနဲ့ကျွန်တော် Charlotte မြို့ရောက်တယ် Charlotte က North Carolina ဟုတ်ကဲ့သူက Bank of America ရဲ့ headquarter ဆိုတော့ Charlotte အချိန်မှာ second largest banking city US မှာဆိုတော့အလုပ်လုပ်ဖို့ဆိုတော့ပတ်စံလို့ဆိုတော့မြို့ကလည်းကျွန်တော်ကြိုက်တယ်မြို့ကတီးပြီးတော့သူတို့မြို့ကြီးတွေလို့လောက်လူတွေကထပ်ပုံယူပေးတာပေါ့နော်သူတို့ Southern Hospitality လို့ခေါ်တယ်တောင်ပိုင်းနေခြင်းကလူတွေကအများကြီးနေကြတယ်တရားမတရားလည်းသူကြီးရဲ့အပိုင်းရှိတယ်တရားရင်းတို့ကလည်းတောင်ကြီးလိုမျိုးဆိုတော့ကျွန်တော်အဲ့မှာလောက်ကအကင်စင်လို့လည်းနေတယ်ဆိုတော့အဲ့မှာစပြီးတော့ခြေချပြတာအဲ့ဒီချိန်တော့1998ကိုဒါပေမဲ့ကျွန်တော်တွေ့တာတွေကအခုမှာဘယ်ဘက်ကမှကျွန်တော်စကားမပြောချင်ဘာလို့လဲဆိုတော့အလုပ်စားလို့ပို့ဆိုရင်resume ကောင်းရှိရမယ်ဒီအောင်မြင်တဲ့ history တွေပေါ့နော် experience တွေရှိရမယ်အပေါင်းအနာတွေရှိရမယ်ကျွန်တော်ဘာမှမရှိတော့ပတ်စံရှာလို့ရမယ် yeah okay အဲ့တော့ကျွန်တော်ဒီကိုအိမ်ရဲ့သူမစားနေမှာပဲပေါ့နော်ကွန်ပျူတာတစ်လုံးနဲ့စပြီးတော့လုပ်ငန်းစလာโอเคပြီးတော့ဒီလိုလည်းပတ်စံကြတော့ poster ဒီဆိုတော့ဒီနေ့ကျဆိုတော့ဒီ new is well credit card is well credit card ကကျွန်တော်အများကြီး
ရှောက်ထားတာပေါ့နော်ဒီဘက်က credit က40လောက်ရရကောင်သွားပြီဘယ်ဘက် credit ဆွဲပြီးတော့ပြန်ပေးလိုက်ဒီဘက် credit ကောင်သွားပြီးဆွဲပြီးတော့ပြန်ပေးလိုက်အဲ့လိုနဲ့ financing ကဟုတ်ကဲ့ဆိုတော့လုပ်ငန်းဆောင်တဲ့အချိန်မှာ financing ကအရေးကြီးရဆိုတော့ကျွန်တော်ပေါ်ပေါက်ပါတယ်ဆိုတော့ဒါမဲ့ဒီစောင့်ချင်းလုပ်တဲ့ project ကအရေးကြီးဆုံးတယ်ဆိုတော့ဒီကျွန်တော်နှစ်နှစ်နောက်ပိုင်းမှာပဲစပြီးတော့ပတ်စံရတယ်ပြန်ထွက်လာတယ်အဲ့တော့ကျွန်တော်ရှာလို့ပါပဲစားရဆိုင်ကိုဟုတ်ကဲ့ပြန်ရတယ်အပြင်ထွက်လာတဲ့အခါကျတော့အပြင်ထွက်လာတာကျွန်တော်ဒုတိယတနည်းဆိုပြန်tennis state ကိုကျွန်တော်ဒီကနေ့လည်းကျွန်တော် pick stand လုပ်နေတယ်အဲ့တော့ကျွန်တော်explain လုပ်တဲ့အခါကျရင်ကျွန်တော်ဒီone level က franchise က McDonald's ကိုကြားတော့ McDonald's ကိုလည်းလုပ်ကြတာဟုတ်ကဲ့ကျွန်တော်တို့ franchise တော့မဟုတ်ဘူးကျွန်တော်ခေါ်တာက independent contractor လို့ခေါ်တယ်ဆိုတော့ဘာလို့လဲဆိုတော့ system နဲ့တော့နေ franchise very similar to franchise เนาะဒါပေမဲ့ကျွန်တော်တို့အခုဒီ franchise ကို process လုပ်နေတယ်နောက်6လလောက်ဆိုကျွန်တော်တို့ company က fully franchise ဖြစ်သွားပြီဒီက franchise ဖြစ်တဲ့အကြောင်းကနိုင်ငံသားတွေကလည်းရှင်းဆက်သွယ်လာတယ်ကျွန်တော်တို့ဆိုင်ကိုလုပ်ချင်တယ်ဆို franchise နေကြတော့ကျွန်တော်တို့ပို့တယ်ဗီဒီယိုနဲ့မှကျွန်တော်တက်မှာမရှိဘူးလားဒီပြနိုင်ငံတော်ရဲ့ကျွန်တော်တို့ fully franchise ကျွန်တော်ရမှာဆိုတော့ realize လုပ်ကျွန်တော်ရှင်းတော့ပြောရဟိုဖြစ်တဲ့တော့ပါတယ်ဆိုတော့ independent contractor ကြာတယ်အခုဆိုင်ဖွင့်နေတဲ့ arrangement လို့လုပ်တယ်ဆိုင်ဖွင့်တဲ့လူကိုကျွန်တော်တို့ကtraining တွေလုပ်ပေးတယ်သူတို့ကျွန်တော်တို့ brand ကို development ရှိတယ်ကျွန်တော်တို့operation menu တွေကို train ပေးတယ်ကျွန်တော်တို့ technique တွေကုန်ပြတယ် recipe တွေကုန်ပြတယ်သူတို့ပတ်စံနဲ့ set up လုပ်ပေးတာပေါ့နော်ingredient ကြတော့ ingredient တွေကျွန်တော်တို့ ingredient တွေကျွန်တော်တို့ menu တွေကျွန်တော်တို့ main kitchen ကနေပေးတဲ့ပုံစံmain kitchen ပေးတာမဟုတ်ဆရာကျွန်တော်တို့က factory product မှာပေါ့ဆရာကျွန်တော်တို့ကဒီသူတို့ know how ပဲပေးလိုက်တယ်ကျွန်တော်တို့ raw material ကိုအကုန်လုံး support လုပ်ပေးတယ်ဆိုတော့သူတို့ဟိုဒီကျွန်တော်တို့ကအကုန်လုံး site မှာ prepare လုပ်တယ်ဆိုတော့ကျွန်တော်တို့ပုံပြမယ်သူတို့ support လုပ်တယ် training ပေးတယ်ကျွန်တော်တို့ supervisor ပေးတယ်ကျွန်တော်တို့ကျန်းမာရေးနဲ့ပတ်သက်တဲ့ food safety နဲ့ဆက်တဲ့certificate တွေပါတယ်ကျွန်တော်တို့ train ပေးတယ်သူတို့ inspection တွေလုပ်တယ်တလားတစ်ခါကျွန်တော်တို့ဆိုင်နိုင်ကို inspection လုပ်ရတယ်ဆိုတော့နောက် customer satisfaction တွေလုပ်ရတယ်customer relationship တွေလုပ်ရတယ်ကျွန်တော်တို့ကsupport ရှိနေဥစားကို support လုပ်ပေးတာပေါ့နော်ဥပမာ ingredient ကို raw ပြီးတော့ချမ်းစွင်လို့ချက်ပြီးသားတော့သူတို့ဆိုချက်သူတို့ကတို့ချက်တယ်ဆရာချက်ပုံချက်လေးတွေလည်းကျွန်တော်တို့ပုံပြထားတယ်ကျွန်တော်တို့တုံးတဲ့ဆန်ပဲအဲ့လိုမျိုးတော့ရေးရဘလောက်ထည့်ရမလဲဆန်ကဘယ်နှပေါင်ထည့်ရလဲဆန်အကုန်လုံးကိုကျွန်တော်ပုံပြထားတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ငါးကြတော့ငါးတွေလည်းကျွန်တော်တို့စီကနေပဲ provide လုပ်တာပေါ့ကျွန်တော်တို့မှာ GC ရှိတယ် distribution center ရှိတယ်အဲ့ကလည်းကျွန်တော်တို့provide လုပ်မဆိုင်မလို့ကျွန်တော်တို့ကဒီလိုပဲဟို raw ပြီးရတော့တို့ process လုပ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တို့ပြီးရတာလည်းပြင်ပြတာပေါ့ကျွန်တော်တို့ပုံပြပြရကျွန်တော်တို့ train ပြရတာပေါ့နော် training ကတရားရေးကြည့်တာပေါ့ဒါမှဘယ်နေရာရောက်ဆိုင်ကပစ္စည်းက consistent ဖြစ်အောင်ပေါ့ quality consistent training ကျွန်တော်တို့က6လတခါကြာဒီ teleconference နဲ့ training ပါပြပေးတယ်ဒီကျွန်တော်တို့ဟိုလူတွေလည်းregional manager တွေပေါ့နော်နေရာတိုင်းမှာရှိတယ်သူတို့ကဒီ inspection တွေလုပ်တယ်တကယ်လို့ quality မမီဟိုစံနှုန်းတွေကျွန်တော်ပြန်ထွေးပေးတယ်ဟုတ်ကဲ့ခုလို independent contractor လို့ပြောတယ် business arrangement ကကျွန်တော်ပုံမှန်လည်းသိစီတယ်ဟုတ်ကဲ့ business arrangement ကဘယ်လိုလုပ်လဲခုနက training ပေးတယ်သူတို့ ingredient ပေးတယ်သူတို့က inspection ကလုပ်တော့သူတို့နဲ့ပုံနဲ့ကြားမှာဟို field မှာကြားမှာ arrangement လို့ရှိတယ် contractual arrangement သူတို့ကကျွန်တော်တို့ employee မဟုတ်တော့ဟုတ်တယ်အဲ့တော့ employee ကတော့ကျွန်တော်တို့ကပုံမှန်လာကရှိတယ်ကျွန်တော်တို့ benefit တွေပေးတယ်အကုန်လုံးပေါ့နော်သူတို့ကျတော့ကိုယ်ပိုင်စီးပွားရေးမှာဖြစ်တော့ကိုယ်ပိုင်စီးပွားရေးတော့ဖြစ်တော့ဆိုတော့လိုတဲ့ support တွေကိုကျွန်တော်တို့လုပ်ပေးတယ်အဲ့မှာ franchise လိုမျိုး franchise ဆိုရင်တော့ royalty fee လို့ခေါ်တယ်ဟုတ်တယ်အဲ့ royalty fee လေးပေါ့ percentage ဟိုကျွန်တော်တို့ကဟိုရောက်ရတဲ့နေရာတွေ percentage တွေဟုတ်ကဲ့ channel ပုံစံတွေတော့သူတို့လူအင်အားဒီ
eco တို့invest လုပ်ရတယ်ပုံမှန်ဆိုရင်ပစ္စည်းတွေကကျွန်တော်အကုန်လုံးကိုဒီအကောင်လုံး credit စနစ်နဲ့ကုန်ပေးတယ်ဥစ္စာအများကြီးရှိကြတယ်လို့ site set up လုပ်ချင်တယ်ကျွန်တော်တို့အကုန် set up လုပ်ပေးပြီးတော့ရောက်ရတဲ့ခေတ်မှာကျွန်တော်တို့ပြန်ပြီးတော့ပုံရှိပြန်လုပ်သွားဟုတ်ကဲ့ကျွန်တော်တို့ franchise မှာသုံးတဲ့ royalty ပုံစံခက်စင်နေပေါ့very similar အဲ့တော့ကျွန်တော်ဘယ်လိုခေါ်လဲ royalty စာ independent contractor ဒီကျွန်တော်တို့commission ပဲခေါ်ဟုတ်ကဲ့အဲ့တော့သူ sales ပုံမှန်မူတည်ပြီးတော့ volume ပုံမှန်မူတည်ပြီးတော့ commission ရတယ်ဟုတ်အဲ့တော့ control ကြတော့ဘယ်လိုလုပ်လဲအဲ့ sales ကမကိုဆိုတော့ကျွန်တော် commission ပေးတဲ့ commission ပြီးအောင်သူ sales ကိုဘယ်လို monitor လုပ်အကုန်လုံးက computerized system နဲ့ပြောတာကျွန်တော်တို့ product တိုင်းမှာအကုန်လုံး UPC code ဆိုတာပါဟုတ်ကဲ့ဆိုတော့အရှိ frontend ရောက်တဲ့ချိန်ကျ scan လုပ်လိုက်အကုန်လုံးက CN နဲ့အကုန်ကြည့်ကြတယ်ဟုတ်ကဲ့အဲ့ CN တွေကလိမ့်လို့မရဘူးเนาะအဲ့ CN တွေကနိုင်ချာတနိုင်ချာမိနစ်ချာကြိုက်လို့ထုတ်လို့ရတယ်ဟုတ် sponsor လိုက်လို့ဟုတ်ကဲ့အဲ့ independent contractor တွေ set up လုပ်ကိုပစ္စည်းကို brand ပေါ့နော်ကြောင်းတဲ့သူ customer တွေကကျွန်တော်ပါtake away များတာဆိုလို့ take away ထိုင်စားတဲ့ဥစ္စာတွေရှိတယ်โอเคအဲ့တော့ကျွန်တော်တို့အရန်ကို target လုပ်တဲ့ customer ကျွန်တော်တို့ဘယ်လိုခေါ်လဲရပ်ပြီးလို့ခေါ်တယ် yard option ဟုတ်တယ်သူတို့အတွက်ကအချိန်မရှိဘူးဆိုတော့ graphic ကိုလေကျွန်တော်တို့ပို့ပြီးတော့ focus လုပ်โอเคအဲ့တော့ market ကနားရပ်ပြီး market တွေ graphic ကို market တွေဒီ setting ဟာရောရှိလားစစ်တဲ့ဟာလည်းရှိတယ်ကျွန်တော်တို့ college တွေမှာလည်းရှိတယ် college ကျောင်းသားတွေလည်းအရင်စားကြတယ်နောက်ကျွန်တော်တို့ဒီဆေးရုံကြီးတွေမှာအဲ့လိုcanteen market canteen ကိုခေါ်တယ်ဟိုမှာ cafeteria ရတယ်အဲ့ဒီထဲမှာလည်းရှိတယ်နောက်ကျွန်တော်တို့နောက်ပိုင်းတော့different channel တွေလည်းအကုန်လုံး target လိုက်လို့စီဝိုင်းသမားဒီမှာရောရှိကြောင်းလားရှိတယ် institution မှာလည်းရှိတယ်ကျွန်တော်တို့လေစိတ်တွေထဲမှာလည်းရှိတယ်ဟုတ်ကဲ့အဲ့တော့ independent contractor နဲ့ပဲနေရာပေါ်မှာမူတည်ရဆရာကျွန်တော်တို့မြို့မှာရှိတဲ့လေစိတ်တို့နောက်ဒီ shopping mall တွေထဲမှာကျွန်တော်တို့ကိုယ့်ဘောက်ကိုင်ဆရာဟုတ်ကဲ့တချို့နေရာတွေကျတော့အရေးကြီးတဲ့နေရာတွေကျတော့ကျွန်တော်တို့quality ကကိုယ့်ဘောက် control လုပ်တော့ပိုကောင်းတယ်အမြတ်တော့လေသူများကို franchise လို့ခေါ်တာပေါ့နော်အဲ့ပေးတဲ့ချိန်နဲ့ control ဆိုအနေနဲ့တော့ကြာအဲ့တော့ခုဆရာတို့ဒီဇာနာလေးတော့ဒီလိုမှာဒီ independent contract ကျော်ရောပေါ်နေလို့တဲ့ distribution of the 4ရာရှိ4ရာကျော်ထဲမှာ breakdown ဆိုရင် independent contractor နဲ့ကိုယ့်ကို run လုပ်တယ်ဘယ်လောက်30လောက်ရှိတယ်30% က corporate ဟုတ်70% ကဒီနောက် outsourcing ဟုတ်တယ်အဲ့ဒီ outsourcing လုပ်တဲ့အခါကျတော့ကိုယ့်ရဲ့ဒီလိုက major challenge က quality control ဟုတ်ကဲ့ quality control ကြောင့်ကိုရှိရ independent ကစကြားလိုက်တာကိုရှိရ monitor လုပ်ပြီးတဲ့လူရှိတယ်ဆရာကျွန်တော်တို့မြို့တိုင်းမှာကျွန်တော်တို့ regional manager တွေဆို supervisor တွေရှိရသူတို့ကဒီ quality ကိုချိန်လုံး control လုပ်နေပေါ့သူတို့ inspect နေလုပ်နေပေါ့အဲ့ဒါကြောင့်ဆရာဟို startup ကသူမြင်လိုက်တွေးဟာဖြစ်နေတယ် franchise လုပ်တဲ့မှာကိုယ့်ဘက်ကိုလုပ်တဲ့မှာဆိုတော့နောက်ပိုင်းတော့ဒီ franchise ကတော့ပတ်စံကို raise လုပ်ရတယ်ညဖွင့်လို့ရတယ်ဒါပေမဲ့ startup ပေါ်တဲ့ပုံစံကြတော့သူ့ share ကိုရောင်းလိုက်ပြီးတော့ public company လုပ်လိုက်ပြီးတော့ 5% နဲ့ corporation မဲ့လုပ်တယ်အကုန်လုံးသူဆိုင်ကိုသူပဲကိုင်ဆိုတော့ quality ကိုလည်းကို control လုပ်လို့ရပါတယ်ကိုရှာဟိုစိတ်ဝင်စားအောင်တာဒီကျတော့ဇာတ်ပိတာဒီပေါ့နော်ပမာဇာတ်ပိတာဒီမှာဟိုကျတော့နှစ်ခုလုံးမှာကျတော့တဲ့စိတ်ဟို franchise ကလည်းစိတ်နေဟုတ်ကဲ့ပြီးတော့မှကျတော့ခုနက independent contractor လည်းစိတ်နေနောက်ဟိုဒီကြည့်ချင်ကိုယ့်ကို control လုပ်တဲ့ management labor union relation ကတိတ်ရေးပြီးအဲ့ဒါကိုအဲ့ဒါကကုမ္ပဏီတစ်ခုအောင်မြင်ဖို့ရဲ့တကယ်ဒီလိုက်တော့ချက်ပဲဆရာကျွန်တော်တို့မှာဒီ culture very unique ကျွန်တော်တို့ပဲတောင်းတဲ့ culture ဆိုတော့ရှိတယ်ကျွန်တော်လည်းပဲချိန်မှတော့ပေါက်လာတယ်ဆိုတော့ HR က cloud ကြီးကြီးရဆိုတော့ကျွန်တော်ပထမဆယ်နှစ်ကလည်းတပေါင်းပေါက်တာလည်းပါတယ်
ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်း core value ကိုမယုံကြည်တာလည်းပါတယ်တော်တော်များများ core value တွေ mission statement တွေPR slogan တခုလို့ကျွန်တော်ထင်ခဲ့တော်တော်များများကုမ္ပဏီ practice လုံးဝမလုပ်ဘူးအကုန်လုံး lobby မှာတောင်းလို့ချိန်ထားတယ်ဒါပေမဲ့တော်တော်များများ practice မလုပ်ဆိုတော့ကျွန်တော်လွန်ခဲ့တဲ့3နှစ်ကမှကျွန်တော်ရဲ့ one on one mentor ကျွန်တော်စောက်တော့ပြီးအဲ့စောက်ကကျွန်တော် favorite book ပေါ့ good to great ပေါ့အဲ့မှာဟုတ်ကဲ့ဒါကျွန်တော်ရဲ့သူနဲ့ပတ်သက်တဲ့စာအုပ်တွေဆိုကျွန်တော် like ဖတ်တယ်အဲ့ဒီမှာကြီးထားတဲ့စာကြောင်းမှာကျွန်တော်ကောင်းတယ်မှာအများကြီးရှိနေတယ်အများကြီး good နဲ့ great နဲ့ကိုကုမ္ပဏီကိုခွဲထားတဲ့ပုံစံက great ကုမ္ပဏီမှာအများကြီးသူတို့မှာတကယ်ကိုကောင်းတဲ့ powerful ရှိရရွေးချက်ရှိတယ်good ကုမ္ပဏီကျတော့အများကြီးဒီ number 1ဖြစ်ဖို့နဲ့ပတ်စံအများကြီးရှာဖို့ပဲဒါသူတို့ရဲ့ကောင်းတဲ့မှာဒါတော့ရှိတယ်ဒါပေမဲ့သူတို့က great ကုမ္ပဏီမဟုတ်ဘူးဆိုတော့အဲ့ဒါလေးစပြီးတော့ကျွန်တော်corporate culture နဲ့ပတ်သက်တဲ့စာအုပ်တွေကျွန်တော်အများကြီးဖတ်တယ်ကျွန်တော်ရမ်းကြိုက်တဲ့စာအုပ်ကအဲ့လို tribal leadership ဆိုတော့ဆိုတော့အဲ့ထဲမှာသူရေးထားတဲ့ကျွန်တော်ဖတ်လိုက်ပြီးတော့လည်းဒီကြောက်ကြည့်လိုက်တယ်ဘယ် stage ကိုရောက်နေတယ်သူခွဲပြထားတာပေါ့နော်အဲ့ကနေစပြီးတော့ကျွန်တော်ကြည့်လိုက်တယ်ကျွန်တော်ကုမ္ပဏီမှာကျွန်တော်တို့ core value နဲ့ corporate culture ဆိုတာရှိရတော့မယ်ဆိုတော့ဘယ်လိုလုပ်ကြမလဲပုံမှန်ဆိုရင်ကျွန်တော်တို့ create လုပ်ဖို့ဆိုတော့ကုမ္ပဏီတော်တော်များများ outside consultant လို့ငါတယ်ပတ်စံအများကြီးပေးလို့ကျွန်တော်တို့တော့မငါအောင်ဘူးဘာဖြစ်လို့လဲဆိုတော့ကိုဘာဖြစ်ချင်တယ်ဘာလုပ်ချင်တယ်ကိုအကြောင်းကိုတိကျပဲသူများကဘယ်လိုမှမသိနိုင်ဘူးကာချာကိုသူတို့ create လုပ်ပေးရဆိုတော့မှားနေတယ်ထင်တယ်အဲ့ဒါနဲ့ကျွန်တော်လူတွေကိုအကုန်လုံးအစည်းအဝေးခေါ်ပြီးတော့ကျွန်တော်တို့ကို value promote လုပ်မယ်ကာချာလုပ်မယ်ဒါပေမဲ့ has to committable value make sure ကျွန်တော်တို့ like ပြီးတော့ like လာချက်တုံးနိုင်တယ်ပဲလို့ဖြစ်ရမယ်ဆိုတော့အကုန်လုံးဘာမြင်ချင်လဲဆိုတော့ဖြစ်ချင်တဲ့မြင်ချင်တဲ့ဥစ္စာတွေပထမပိုင်းတော့50 60လောက်ရှိတယ်ကျွန်တော်ဘယ်အကုန်လိုက်လာနိုင်မယ်เนาะပုံမှန်ဆိုရင်ကုမ္ပဏီသူ့မှာ5ခု6ခုလောက်ပဲရှိတယ်ကိုပဲလို့ကျွန်တော်တို့ကနောက်ဆုံး7ခုနဲ့ပြီးသွားတယ်အဲ့7ခုကိုကျွန်တော်တို့စိတ်ကြိုက်ပြီးတော့ make sure လူတိုင်းအဲ့ကိုလိုက်လာအလုပ်ကမ်းဖက်မှာမဟုတ်ဘူးအပြင်လောကမှာလည်း personalize မှာလည်းကျွန်တော်တို့လိုက်လာနိုင်အောင်ဆိုတော့ဒီ number 1တစ်ချက်ကတော့ကျွန်တော်တို့ဒီ customer service เนาะ customer service မှာကျွန်တော်တို့ဒီ manager တွေအကုန်လုံးကျွန်တော်တို့မှာ PDA ပေးထားတယ် iPhone တွေပေးထားတယ်email တွေရှိတယ် business ကတိုင်းမှာကျွန်တော် business ကအစားအကုန်လုံး cell phone တွေရေးထားတယ်ဆိုတော့ customer ရှာတဲ့ချိန်ကျရင်ကျွန်တော်တို့ရှာလို့မတွေ့ဘူးဆိုတော့ဖြစ်စီရအောင်ကုမ္ပဏီကအရန်ကြီးလာတဲ့ချိန်ကျဟိုမှာ corporate culture ဖြစ်တော့အောင်ကျွန်တော်အရန်ကြောက်တယ်ကုမ္ပဏီကိုအရန်ကြီးအောင်လုပ်ပြီးတော့ကျွန်တော်တို့ how to stay small ဆိုတော့ဒီအကုန်လုံးကို transparent ဖြစ်စေချင်တယ်ကျွန်တော် website ထဲမှာဆိုရင်ကျွန်တော် website ကိုကြည့်လိုက် content house မှာကျွန်တော်နာမည်နဲ့ကျွန်တော် cell phone နဲ့ကျွန်တော် email address နဲ့တွေ့နေရမယ်ဆိုတော့ဒီကျွန်တော်တို့ရှာလို့မတွေ့ဘူးဆိုတာမဖြစ်စေချင်ဘူး customer တွေကိုကျွန်တော်တို့ခေါ်စေချင်တယ်အခုဒီတော်များများ social media လို့ပြောနေကြတယ်ဒီ social media ဒီစကားတော့အရင်က sexy ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကျတော့ဒီ conventional channel ကိုကြိုက်တယ်တယ်လီဖုန်းမှာ9မိနစ်ပြောတာနဲ့ဆရာနဲ့ကျွန်တော်က9မိနစ်ထိုင်ပြောတာကျွန်တော်မှပို့ပါသွားတယ်ကျွန်တော်ပို့အားရတယ်အဲ့ဒါကကျွန်တော် just give me 5 minutes ကျွန်တော်အခုဒီ undivided attention ကိုကျွန်တော်ပေးနိုင်တယ်ဆိုတော့ social media မှာကျွန်တော်ကမျိုးမရဘူးဆိုတော့သူ့ဟာနဲ့ဒီပေါ်တော့အဲ့ဒါလေးစပြီးတော့နောက်ကျွန်တော်တို့ core value number 4ဆိုတော့ open honest communication ဆိုတော့အဲ့ဒီချိန်မှာကျွန်တော်ကိုယ်တိုင် practice လုပ်ရမယ်ဆိုတော့ကျွန်တော်ရင်တော့ကကို office နဲ့ကိုနေတယ်လူတွေတော်နိုင်အောင်ကျွန်တော်ဝန်ထမ်းတွေကားလာမခောက်ရဘူးဆိုတော့ကျွန်တော်သဘောပေါက်လိုက်တယ် open honest communication ဆိုကျွန်တော်အခန်းထဲမှာထိုင်နေဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်ဒီ flow ပေါ်မှာဖြစ်ကြတယ်မှာကျွန်တော်set up လုပ်ကျွန်တော်အဲ့ကိုပြောင်းတယ်ဆိုတော့ကျွန်တော်တို့နဲ့တရားလေးဖြစ်သွားတယ်ကျွန်တော်မှာတရားလည်းရှိအောင် open loop policy ဆိုတော့တို့ကကျွန်တော်ကိုset တဲ့ဥစ္စာကတလည်းလည်းဆိုတော့တို့လည်းပုံပြီးတော့ comfortable ဖြစ်သွားတယ်ကျွန်တော်လည်း comfortable ဖြစ်သွားတယ်နောက်အဓိကကတော့ကျွန်တော်တို့ဒီအလုပ်တွေမှာပြောဖို့အဓိကကျွန်တော်တို့core value ကို generate ဖန်ကို work up play ဟာအဲ့ဒါကိုလူကအကြိုက်ဆုံးပဲကျွန်တော်တို့ employee တွေစစ်တမ်းကောက်လိုက်အဲ့ဒီချက်ကိုလူကြီးအကြိုက်ဆုံးပဲလူကြီးပြောစီချင်တယ်တကယ်တမ်း statistic ကိုစစ်ကြည့်လိုက်မယ်ဆိုရင်အများနဲ့ဒီဘာကြောင့်အလုပ်ကိုဝင်ဒီလုပ်ကိုမလုပ်လဲဆိုတ
top 3ထဲမှာပတ်စံကမပါဘူးပတ်စံကြောင့်မဟုတ် motivation ကအတိက respect လုပ်ချင်တယ်လုပ်ငန်းခွင်မှာပြောချင်တယ်တရားနဲ့တရားဟို communication ကောင်းတယ်ဆိုတော့ friendly environment ကိုလုပ်ချင်တယ်ဆိုတော့အဲ့စတဲ့နေကြည့်ပြီးတော့ကျွန်တော်ဒီလုပ်ခွင်မှာဒီသူများလည်းလေ့လာပါတော့ Google လို့လိုမျိုးကောင်းတယ် Apple လို့လိုမျိုး Starbucks လို့လိုမျိုးလေ့လာပြီးတော့သူတို့ practice ကိုသူတို့ရဲ့ practice တွေကောင်းတဲ့ဥစ္စာတွေပေါ့နော်အဓိကသူတို့ဘယ်လို employee တွေကို motivate လုပ်တဲ့ innovation လုပ်တဲ့အဲ့ဒါတွေကိုလေ့လာပြီးတော့ကျွန်တော်အလုံးစုံရွှေရှင်လုပ်ထားပြီးတယ်စောင်းကျွန်တော်စောင်းအရာဖတ်တော့ကျွန်တော်လူစောင်းဖတ်စီတယ် library လုပ်ပြီးတယ် gym တွေ set up လုပ်ပြီးတယ်ဟို yoga ဆီယမတွေခေါ်ပေးတယ် zumba ဆီယမတွေခေါ်ပေးတယ်ပြီးတော့ karaoke night တွေလုပ်ပြီးတယ်ပေါ့နော်ရှိတဲ့ပြောကျွန်တော်တို့ celebrate လုပ်တယ်အပြင်မှာsuccess personal success power ဆီယာအပြင်မှာ someone ကိုအောင်ရတယ်ဆိုတော့ကျွန်တော်တို့ celebrate လုပ်ပြီးတယ် celebrate ကကျွန်တော်တို့အရင်တော့ကဆိုရင်ကျွန်တော်ဒီ COVID လုပ်ခဲ့တော့ကျွန်တော်တို့ manager ပြီးတော့ hiring firing ကိုဟိုတယောက်တည်းဆုံးဖြတ်တယ်တခုကကျွန်တော်တို့HR specialize လုပ်ထားပြီးတော့လူတယောက်မှာလို့ဆို interview တစ်ခုဖြည့်ရdepartment manager သူ့ရဲ့ skill set ကိုပြန်လာပြီးလုပ်တယ်ကျွန်တော်တို့ HR ကတော့ purely HR skill set မှာcorporate ကျွန်တော်တို့ core value နဲ့ fit ဖြစ်မဖြစ်လဲဒီလူက block တော့သူ skill set ကအရန်တော့ qualification အရန်ကောင်းတယ်ဝင်လာနဲ့ကျွန်တော်တို့ချက်ချင်း contribute လုပ်ပေးနိုင်တယ်တိပြီးမှကျွန်တော်တို့ value နဲ့ကျွန်တော်မှာထားပါတော့ဒီလူကအရန် arrogant ဖြစ်တယ် humble မဖြစ်ဘူးဒီအဲ့ဒါဆိုကျွန်တော်တို့မအောင်ဆိုတော့ကျွန်တော်တို့ဘယ်လိုဆုံးဖြတ်လဲဆိုတော့တချို့လူတွေကိုကျွန်တော်ကြိုက်တယ်ဆိုတော့တချို့ကကောင်းသားစီမောင်ကျွန်တော်တို့မေးလိုက်တယ်ပြန်လာတဲ့အချိန်ကျကျွန်တော်တို့ကောင်းသားစီမောင်တို့ဘယ်လိုဆက်ဆံလဲဆက်ဆံတာမောက်ပါလားတကယ်လို့လူမောက်ပါလေကျွန်တော်တို့ဘယ်လောက်တော့ကျွန်တော်မအောင်ကျွန်တော်တို့ value ကိုနဲ့ညီတဲ့လူကကျွန်တော်ဟိုငါ့ဘောကျွန်တော်တို့ပုံရေးကြည့်ကျွန်တော်တို့ခါချာမှာစိတ်တော့ဖြစ်စေတယ်ဆက်ခုစနေလာတယ်ခုနကဒီ corporate culture ကို value ဆိုကျွန်တော် governance structure corporate governance structure ကိုစီးရဲပြီးတော့ပါရှိပြီးပါအဲ့လိုရှိတာကျွန်တော်BOD တော့မရှိဘူးဆရာကျွန်တော်ဟောမျိုး advisory member board advisory ဆိုတာရှိတယ်ဘာဖြစ်လို့လဲဆိုတော့ board advisory ကပို့ပြီးတော့သူတို့အတွက်နှစ်ဖက်လုံးတော့ကောင်းတယ်ပို့ပြီးတော့လည်းဟိုဘက်မှာ liability side နဲ့ကြီး advisory member တိတ်ပြီး liability မရှိဘူးဆိုတော့rule and regulation တွေလည်းပုံနေဆိုတော့ကျွန်တော်ဒီ၄-၅ ရောက်ပြီးထားတာပေါ့နော် specialty တစ်ခုစီမှာပေါ့တစ်ခုက retail နဲ့ဒီ retail specialist တစ်ခုက franchise specialist တစ်ခုကဒီကျွန်တော်က culture နဲ့ပတ်သက်တာတဘောကြတော့ဒီ culture နဲ့ joint နဲ့ specialist တရားပြီးတော့ legal ရရည်ရေးဆို legal နဲ့တရားပြီးတော့ဒီ finance ရရည်ရေးဆို investment တရားဒီ9ယောက်ကိုကျွန်တော်တရားရေးဖို့advisory member ဖွဲ့ထားကျွန်တော်နဲ့ဆို6ယောက်ပါဒီ BOD လိုမျိုးပဲသူတို့ကဖတ်ထိုင်လို့ရโอเคပုံမှန်ဆိုရင်သူတို့ကအရာကျွန်တော် recruit ထားတယ်ဆိုပြီးပုံမှန်ဆို recruit လုပ်ထားတယ်လို့ပြောအကုန်လုံးကအရင်တော့ပြည်ရတော့ကတော့ ready ရပြီဆိုတော့သူတို့ပဲချိန်ရှိဆိုအများတစ်နှစ်မှာ3ခေါက်4ခေါက်ထပ်ပြီးโอเคဒါပေမဲ့ကျွန်တော် information သိချင်တယ်ဆိုတော့တစ်ချိန်ပုံစံတွေပေါ့နော်โอเคအဲ့တော့ဒါဆိုရင်ဖိလစ်ပိုင်က CEO လို့ operate လုပ်တာကျွန်တော် management အပိုင်းတော့ကျွန်တော် president နဲ့ CEO စီဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်အောက်မှာတော့ structure တွေရောအများကြီးရှိတာပေါ့အဲ့ structure တွေလည်းရှင်းကြတော့ကျွန်တော်မှာ business development ဆိုတာရှိတယ် business development က marketing ရဲ့ sales ရဲ့ကိန်းနဲ့supply chain ရှိတယ် supply chain က logistics ရဲ့ purchase ရဲ့ကိန်းနဲ့ကျွန်တော်တို့မှာ finance ရှိတယ် finance ရဲ့ accounting ရဲ့ဆိုတာပြီးတော့ IT ကိုလည်းသူတို့ကိန်းနဲ့ကျွန်တော် operation ဘိုင်းရှိတယ် operation ဘိုင်းမှာ retail operation ပေါ့နော်ဆိုတော့ဒီ HR လည်းကျွန်တော်တို့အတွက်တကယ်အရေးကြီးဆုံး department ပဲ HR department ဆိုတာရှိတယ်ဆိုတော့ဒီအမြဲတမ်းကျွန်တော်တို့ဘယ်လိုလုပ်လဲဆိုတော့လူပြောက်မှလာပြီးသွားတယ်ဒီလိုကျွန်တော်တို့စကားပြီးevaluate လုပ်မှကပ်ပြီးတယ်ပုံမှန်ဆိုရင်သုံးပြီးတော်တော်များများက one way ပဲ evaluate လုပ်တယ်လူကြီးရပဲသူတို့ပြောတယ်ကျွန်တော်တို့ကတော့သူတို့ကိုကျွန်တော်တို့ evaluate လုပ်လို့ရအောင်ဖွင့်ပေးထားတယ်ဆိုတော့ transparency ဖြစ်တာပေါ့တကယ်လို့ကျွန်တော် decision တွေက
ကျွန်တော် value တိုင်းကျွန်တော် decision ချခဲ့တယ်ကျွန်တော် behave လုပ်ခဲ့ဒီလိုပြန်ပြောခဲ့လို့ရှိတယ်ဆိုတော့3လခါကျွန်တော် manager နဲ့forum တွေလုပ်တယ် info လုပ်တယ်6လခါကျွန်တော်တို့ all hand meeting တွေလုပ်တယ်ဆိုတော့ make sure သူတို့ဒီသူတို့ input တွေကိုကောင်းတာဆိုတော့အကုန်လုံးပြောချင်တာပြောလို့ရတယ်ကျွန်တော်မကောင်းလည်းအကုန်လုံးပြောလို့ရတယ် so make sure ဒါမှကျွန်တော်တို့ကျွန်တော်တို့ improve လုပ်လို့ရ total number of employees ဘယ်လောက်ရှိကျွန်တော် employee ပဲပြောတာ independent ရှိတယ် employee ကတော့တောင်းရမှာတော့ရှိတယ်တကယ်key people ကတော့ဒီအယောက်20လောက်ရှိရတယ် okay အဲ့ရတော့ဟိုက presidency ကိုဒီနဲ့သူတို့နဲ့ပဲ interaction များတာအောက်ကလူတွေနဲ့ကြတော့ကျွန်တော်ကတော့တတ်နိုင်တော့အောက်ကလူတွေတော့အလောက်ကများအောက်ကလူတွေတော့အများနဲ့တော့မဆက်ဘူးဒါပေမဲ့ကျွန်တော် channel အများနဲ့ open လုပ်ထားတယ်သူတို့နဲ့every 3 month ပေါ်လာတော့ပြောပြတယ်ကျွန်တော်တစ်ချိန်လုံးလဲဒီထွက်တယ်ဖက်တဲ့ချိန်နဲ့စိုက်တိုင်းမှာသူတို့နဲ့ကျွန်တော်ဒီ district မှာရှိတဲ့လူတွေကျွန်တော်တွားတဲ့အတိုင်းညာ meeting ခေါ်လုပ်တယ်အောက်ခြေ level တွေနဲ့ပေါ့နော်သူတို့နဲ့ meeting ခေါ်လုပ်တယ်သူတို့မှာပါရတက်မှာရှိတယ်ပြီးတော့သူတို့နဲ့ထမင်းစားတယ်ဆိုတော့ဒါအောက်ခြေနဲ့ထိတွေ့တဲ့အပိုင်းပေါ့နောက်တစ်ခုကသူတို့ကျွန်တော် cell phone တိုင်းလုပ်ပြီးတယ်ကျွန်တော်တို့မှာ policy ရှိတယ်24နိုင်တဲ့ response လုပ်အောင်ဆိုတော့ကျွန်တော်တို့ high speed နဲ့ high touch လို့ခေါ်တယ်ဒီ number 1 cover 24နိုင်တော့ကျွန်တော်တို့အဖြေမရှိပဲ response လုပ်ပေးရတယ်အဖြေတော့ရချင်မှရဒါပေမဲ့ response လုပ်ပေးရတယ်သူတို့ကိုကျွန်တော် compensation လိုက် promote လိုက်ပြီးတော့ in addition to the normal ကျွန်တော် salary တို့ bonus တို့အပြင် workers wise အား sharing တို့ပါတယ်ဆရာကျွန်တော်တို့industry standard နဲ့ဆိုင်ကျွန်တော်တို့ပေးတဲ့ benefit က generous ဖြစ်တာပေါ့နော်ထားပါတော့ပုံမှန် retirement plan ရှိတယ် okay ဆိုတာပုံမှန်ဆိုရင်ကုမ္ပဏီကြီးတွေထားပါကုမ္ပဏီကြီးတွေတော့တော်တော်များများဒီ Fortune 500 ကုမ္ပဏီကအဲ့လောက်မှပေးဘယ်လိုလဲဆိုရင်2000ရစပြီးတော့သူတို့က benefit တွေကိုဖြတ်လာတယ်ကျွန်တော်တို့ကနှစ်တိုင်း benefit ကိုတိုးပေးတယ်ကျွန်တော်တို့retirement plan ဆိုတော့ employee ကဝန်ထမ်းကသူ့ account ထဲကို$ထည့်တချို့ကုမ္ပဏီကတမတ်ထည့်ပြီးတော့ငါးမထည့်ပြီးတော့ကျွန်တော်တို့က$to $, match လုပ်ပြီး okay matching ဝန်ထမ်း$1000ထည့်ကျွန်တော်$1000ထည့်ပေးတယ်နောက်ကုမ္ပဏီတော်တော်များများstandard practice ပေါ့နော် industry standard practice က3နှစ်လုပ်ပြရမယ်လို့5နှစ်လုပ်ပြရမယ်လို့ရှိတယ်တကယ်လို့မလုပ်ပြီးပဲထွက်သွားတယ်ကိုယ်ပတ်သက်ထည့်လာတဲ့ပတ်သက်ရတယ်ကုမ္ပဏီပတ်သက်မရဘူးကျွန်တော်တို့မှာတော့အဲ့လို vesting နဲ့ရှိတိုင်လည်းမခိုင်ထားဘူးတကယ်လို့ကျွန်တော်တို့$ထည့်ပြီးလို့$လိုက်ထည့်ပြီးနောက်နေ့လောက်ထွက်သွားပြီးကျွန်တော်တို့ကုမ္ပဏီပတ်သက်ယူပါလဲဝါရရတယ်ကျွန်တော်တို့ရဲ့ဒီချက်ကမပြောတဲ့လူကျွန်တော်တို့မထားဘူးသူလည်းမကောင်းကျွန်တော်လည်းထားတယ်မပြောတဲ့လူဆက်ထားတဲ့ချိန်ကကုမ္ပဏီအတွက်လည်းကျွန်တော်တို့က charge အတွက်လည်း virus ချက်နေတယ်ဆိုတော့အဲ့ဒီချက်နဲ့ကျွန်တော်တို့လူတွေကိုတိတ်ကို control လုပ်ထားတဲ့ဆိုရင်သူတို့မပြောတော့ဘူး20ရာဆိုရမှာဆိုတော့ကျွန်တော်တို့ကုမ္ပဏီပဲ Facebook တွေပဲတောင်းလို့ရကျွန်တော်တို့ပြီးတောင်းထားတယ်အဝင် track ကိုလည်းအရင်တော့ဆိုရင်office ကလူတွေပေါ့အဝင် track ဆိုရင်ဒီတော့95ကပ်တယ်အခုဒီရှိတော့ကျွန်တော်လုံးဝ tap လိုက်ပြီတခါလေကျိုးမှနောက်ကျတာတွေရှိတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ပြောထားတယ် Facebook တွေပဲတောင်းဆို be responsible တော့အဲ့ဒါကိုကျွန်တော်တို့ပြောထားတယ်ဆိုတော့အကောင်ကလူကြီးတွေဖြစ်တယ် claim ဟုတ်တော့ကိုယ့်ဘက်ကတာဝန်တတ်တဲ့အမျိုးဖြစ်စေစိတ်ရှိရမယ်ဆိုတော့ကျွန်တော်တရားလူကြီးကကိုပြောထားတယ် control မလုပ်ထားတော့ဒီအလုပ်နောက်ကျမှလာတယ်သူတို့လည်းနောက်ကျမှပြန်တယ်ဆိုတော့အလုပ်ကိုပိုလဲပြီးလာတယ်အလုပ်ကလည်းပိုပြောရတယ်အဲ့ဆိုတော့ future scenario growth ကကို East Coast ပါလားကျွန်တော် state 30နဲ့ District of Columbia ကျွန်တော် East or West or California whole Seattle Washington whole Boston Massachusetts East County East West our expansion nationwide expansion Hawaii rotate logic ဟုတ်ပါတယ်ဆရာအခုလောလောဆယ်တော့ state 30နဲ့ District of Columbia 30တနေရှိတာပါအဲ့တော့ financing ကြတော့ဒီ expansion အတွက် financing ကြတော့ growth ဖြစ်တာတော့ဘန်တွေနဲ့ရှိတယ်ဆရာ
တန်နေရလည်းအရေးကြီးတာပေါ့နော်ဆို finance အလုပ်လုပ်တော့မယ်ဆိုတော့အများနဲ့ growth ဖြစ်နေတယ်ဆိုအများနဲ့financing ကအရေးကြီးတယ်ဒီအရေးကြီးတဲ့နေရာမှာရှိတယ်ဆိုတော့ small နဲ့ medium business တွေက job creation မှာ America မှာဆို 90% ကတို့စီကနေလာ big giant corporation တွေကလာဆိုတော့ဒီအစိုးရကဒီ banking law တွေကိုဖန်တီးလုပ်ပြီးတော့ small and medium တွေကို promote လုပ်ပြီးတော့နိုင်ငံမှာဒီ job တွေကိုဖတ်လာဟုတ်တယ်အဲ့တော့ကိုအနေနဲ့ကတော့ financing ကအခုခက်ခဲရှိတော့ဘူးပေါ့အခုတော့အခက်အခဲမရှိတော့ဘူးဆရာအရင်တော့ကကျွန်တော်စကားမပြောချင်တဲ့လူတွေအခုကျတော့တကယ်ချင်းဖြစ်ချင်တာလေအခုကတော့ပြောင်းလဲဖြစ်သွားတယ်ကျွန်တော်ကဒီ show ဒီတိုင်းဆိုတော့ဒီကောင်းစင်အောင် B2B ဆိုတော့ဟိုကကတော့ business to business concept ကကျွန်တော်ဒီ bank ရဲ့ issue လို့အဲ့တော့ကျွန်တော်ပြည်နေတာဟို America လို့မှာ advance ဟို B2B ဘယ်လိုလုပ်ကြည့်ကို involve ဖြစ်ချင်အဲ့ဒါလေးနဲ့လည်းကျွန်တော်ဒီတိုင်းပြည်ပါ B2B အားလုံးပဲပူးတွဲကြည့်ချင်တယ် business to business အဲ့ဒါကလည်းဟိုမှာတော့ market တော်ကြီးတယ်ဆရာဒီကျွန်တော်တို့buyer power ကအရင်မြင်လာတဲ့အချိန်ကျတော့ကျွန်တော်တို့ဒီတပ်ပါပြီးတော့เนาะဒီ broker တွေ importer တွေကျွန်တော်တို့ဖြတ်ချလိုက်ပြီးတော့ကျွန်တော်တို့ရှိရ source ပြီးတော့တိုင်းတော့ဆိုတော့အခုကျွန်တော်တို့ပစ္စည်းတွေတော်တော်များများတိုင်းရဝယ်တော့ကျွန်တော်တို့အတွက်margin ကပုံများလာပုံများလာတဲ့အတွက်အခုဆိုရင်ဒီအများတိုင်းဒီတက်စီစီတွေတက်တော့တက်စီစီတက်နဲ့ဒါအခြေခံ base ပဲတက်တာနဲ့အကုန်လုံးကုန်စည်တွေဈေးနှုန်းတက်တော့ဆိုတော့ကျွန်တော်တို့ရဲ့ margin တွေတေးသွားတယ်ဒီ raw material တွေဒါပေမဲ့ကျွန်တော်တို့ product ကိုအများတိုင်းဒီတိုင်းကျွန်တော်ဈေး adjust လုပ်လို့မရဘူးတချို့ product ကတော့ရတယ် supermarket product ဒီတိုင်းဈေးနှုန်းကို adjust လုပ်တယ်ကျွန်တော်တို့ကတော့တနည်းမှာ power adjust လုပ်တယ်ဆိုတော့ဆိုတော့အဲ့ဒီနဲ့ပြန်ပါဒီ raw material fluctuate ဖြစ်ကျွန်တော်တို့ဒုက္ခရောက်တယ်ဆိုတော့ကျွန်တော်တို့training နေရှာပြီးတော့source ကိုတွားနိုင်မှာကျွန်တော်တို့မှာတရားကိုချက်ဆိုတော့တက်လာတာနဲ့ကျွန်တော်တို့နည်းနည်းကြတယ်နောက်တစ်ခုကရှေ့ကိုလည်းကြိုပြီးမြင်ထားအောင်ပေါ့နော် market ချင်းကိုကြိုပြီးမြင်ထားတဲ့အချိန်ကျရင်ကျွန်တော်တို့ပုံစံနဲ့ invest လုပ်ထားပြီးတော့ဈေးမတက်ခင်မှာဒီ raw material ကိုညံ့ညဝယ်ထားနိုင်တယ်ဆိုတော့ဒါကျွန်တော်တို့အတွက် future ပေါ့နော်အဲ့ဒီ supply chain ကလည်းအရင်ရည်ကြီးတယ်ဗျာကြီးလာတဲ့အချိန်ကျရင် startup မှာလည်းဒီလိုမျိုးပြဿနာရှိတယ်အခါကြီးကျရင် Christmas မှာတနေ့ကတို့ Christmas အတွက်ဂျုံမန်းလာတဲ့ supply တွေအကုန်လုံးဝယ်ထားပြီးတော့အဲ Christmas မှာနေ့နေ့ကြာပြီးတော့ East Coast မှာအကုန်လုံးကဖြစ်တော့ရောင်းနေခိုင်းတော့ဒီ supply တွေကဘာလို့လို့လဲဆိုတော့အဲ့ဒါခံမှန်းလာတဲ့အရင်ကြီးဖြစ်တယ်မြို့မှာစကြည့်လုံးကနေစတယ်ဒီကိန်းခုနကလည်းဗမာတွေတော်များလည်းမေးလိုက်ဆူရှီလုပ်တယ်အခု competition တော့ရှိတယ် competition ကတော့အများကြီးတော့မရှိဘူးဆရာတကယ်တော့ company တွေနဲ့ပေါ့နော်ဒါပေမဲ့ဗမာတွေတော်များလို့နေတာ franchisee လို့ပြောပေါ့ direct control တို့ကကျွန်တော်တို့လို company တွေဒီပြပြတဲ့ company က site သွားလို့ထားတာတကယ်လို့အဲ့လိုမျိုးကျွန်တော်တို့ company တွေချက်တော့ဒီပြန်ပြန်လို့တော့တကယ်တော့20ပေါ့တကယ် major လုပ်နေတော့ကြာအဲ့20ထဲမှာတော့တကယ် major အချီး9-6ခုလောက်ကပဲ run နေတာနော် channel ဥစားတွေကတော့ sushi လုပ်တယ်ဆိုတော့စိုင်းထားတာပေါ့ကျွန်တော်တို့ဆိုင်ကိုဒီထားတယ်စိုင်းထားတာအဲ့တော့ Philip တို့ company နဲ့ဆိုရင် in the states နော်ဒီ business မှာဒီ industry မှာဟို top 10 လောက်မှာပါတယ်ဟုတ်ကဲ့အဲ့ဒီ market position maintain လုပ်ဖို့အတွက်ကိုခုန value စုပါလို့ ਨੇ စနာဒါနဲ့ maintain လုပ်မလားကျွန်တော်တို့ရဲ့ဆက်ဆက်ကအဓိကအားလာပဲဆရာသူများမလုပ်တဲ့ဥစ္စာကျွန်တော်တို့တော်များများကျွန်တော်တို့လုပ်တဲ့ကိုယ်ပဲလေးတွေကreturn on investment ကိုခေါ်တာပေါ့ဟုတ်ကဲ့အခု return on investment ညင်ချမနေပါဆရာတချို့ကတော်တော်ရင်းပြီးတော့ဘယ်လောက်ပြန်ရမှာကြီးနေကျွန်တော်တို့ကအဲ့ပေါ်မှာမကြည့်ဘူးကျွန်တော်တို့ဝန်ထမ်းတွေကိုဘယ်လောက် benefit ဖြစ်တယ်ကျွန်တော်တို့မမြင်ရတဲ့ benefit တွေအများကြီးပဲသူတို့မှာချောင်းမှာ rate လဲသွားမယ်သူတို့မှာအလုပ်ပင်ပျော်ရွှင်လာမယ်ပျော်ရွှင်လာတဲ့သူတို့အလုပ်ကိုလည်းပိုပြီးအောင်လုပ်လာမယ်
innovative idea တွေထွက်လာတယ်အဲ့ဒါတွေကကျွန်တော်တို့မမြင်ရတဲ့ဒီ return တွေပေါ့နော်ဆိုတော့ကျွန်တော်တို့ကwe don't try to maximize every dollar we spend ဆိုတော့ကွာလာတော့နော်ဆရာကျွန်တော်တို့ဒီနောက်ပြီးတော့ကျွန်တော်တို့လူတွေ encourage လုပ်တယ်ဒီ community ကိုပို့ပြီးတော့contribute လုပ်လို့ရောင်းရတာတွေဟုတ်ကဲ့说的家里有一个小的地方，像现在啊，你地址或者搞个水泥的，第五十年假如西湾这里，一年多都有，西湾一个在路上会跟management 的那个 tools techniques 都讲的，那我们做 balance scorecard 哎，对吧？不然先 balance good to great to build to last to，哎呀，不是多少呀，他的这个是老多呀，我没得给我，我未来也干嘛，我也，我来用的是个奥秘。ကျွန်တော်တို့ technique ကတော့ရှိတယ်အမြဲတမ်းကျွန်တော်တို့ customer နဲ့ employee ကိုဘယ်လိုမျိုးservice ကိုအမြဲတမ်းပို့ကောင်းလုပ်နေပဲဆိုရဲအဲ့ဒါကိုပဲကျွန်တော်တို့လူတွေအမြဲစဉ်းစားခဲ့ကျွန်တော်တို့လည်းဖြစ်လာတယ်ကျွန်တော်တို့ marketing နဲ့ပတ်သက်ပြီးတော့ပတ်စံတော့မတောင်းဆိုတာကျွန်တော်တို့အနေနဲ့လည်းအယုံကြည်မရှိတာလည်းပါတယ်ပေါ့နော်စိုင်းကုတ်ကြီးထောင်ပြီးတော့ promotion ဆိုတာတော့လုပ်တယ်ဆရာ marketing နဲ့ promotion နဲ့တွားတယ်ခွဲလိုက်တယ် promotion ကဒီ product ဝယ်ဒီတရားလေးကိုအပူရအဲ့ဒါတွေက promotion တွေပို့လို့ buy one get one အဲ့ဒါတွေကတော့တစ်မျိုးပေါ့နော် marketing အဲ့ဒါတွေကျတော့ consumer အတွက်ကောင်းတဲ့ဥစ္စာတွေပေါ့ကြောညာတွေကိုပြောတာကျွန်တော်ကြောညာတွေကျတော့ TV ကြောညာတွေ commercial ကြောညာတွေကျွန်တော်တို့က number 1မှာကျွန်တော်တို့အကောင်းဆုံးမှာပြောတာကကျွန်တော်တို့မှာကျတော့ရှက်စရာကြီးဟုတ်ကဲ့တော့ခုကကြွားတဲ့ပုံစံမျိုးဖြစ်တာကျွန်တော်တို့ကအဲ့ပတ်စံစားကိုကျွန်တော်တို့ employee ရဲ့ benefit ကိုထည့်ပေးတယ်ဆိုတော့အဲ့ employee တွေကကျွန်တော်တို့ marketing လုပ်နေတဲ့ marketing department က doesn't has to be one department no everyone is a marketing marketer ဆိုတော့အဲ့ကျွန်တော်တို့ employee ကသူတကယ်ကနေလည်းသူ့မျိုးတွေနဲ့ဝါတော်မောင်းတယ်ပဲ customer ကိုလည်းလည်းဝါတော်မောင်းတယ်အဲ့ဒါကျွန်တော်တို့တပို့ပြီးတော့အဖို့လည်းဖြစ်တာဆိုတော့ဒီခုနပြောတဲ့ Google ကိုကျွန်တော်အပြင်မှာဘယ်လိုတောင်းလဲဆိုတာပေါ့နော်ကျွန်တော်တို့လူတွေကိုလည်းအမြဲ encourage ပေးတယ်တကယ်ကျွန်တော်အိမ်ပြန်တော့ shopping center မှာဒါရှိရကျွန်တော်ကတော့ fix စားတာမဟုတ်တော့တစ်စီတစ်ခုနှစ်ခုပဲအနောက်မှာအပေါ်ကိုတယောက်က play ကြီးနဲ့တော့ကျွန်တော်အရှိကိုကြော်တော့ခိုင်းလိုက်တယ်သူက15မိနစ်လောက်ကြာလို့ဆိုတော့မင်းတစ်စီတစ်ခုနှစ်ခုနဲ့ဘာဖြစ်လို့ပြီးတယ်လဲဒါကျွန်တော်ပြောတာထူးဆန်းလာတော့ကျွန်တော်ကတက်ခိုင်းလိုက်တော့ပြီးတော့ connection ပေးပြီးတော့ cash out ပြီးတော့ကျွန်တော်ပြီးတယ်ဘာဖြစ်လို့လဲလို့တာလဲကျွန်တော်ပြောတာဒီ this a part of our duty ဒီကျွန်တော်တို့ရဲ့ a part of our program ကျွန်တော်တို့လုပ်ပြီးနိုင်တဲ့တေးသေးကြီးကြီးလုပ်ပြီးအောင်ဆိုတော့ဒီ core value ဆိုတော့ဘယ် company မှာလုပ်လဲပြောလိုက် facial sushi မှာလုပ်ဒါရဲ့ကျွန်တော်တို့ရဲ့ marketing ပေါ့နော်ဆိုတော့အဲ့ဒါတွေcore value လုပ်ပြီးမှကျွန်တော်တို့ဆက်သွယ်လာတဲ့ company တွေအများကြီးကျွန်တော်တို့လာချိကြတယ်ကျွန်တော်တို့ဘယ်လို corporate culture လာချိကြတယ်ကျွန်တော်တို့ corporate culture မှာဆိုရင်ဒီအရှိတ်ပြုတ်ကြလို့ကျွန်တော်တို့create လုပ်ခိုင်းတယ်ကိုပြုတ်ကြကိုပေါ့ကို design နဲ့ကိုနိုင်တဲ့လူကျွန်တော် charge ပေးပြီးတော့အဲ့လို iPad တွေပါတယ်အဲ့လိုမျိုးပေးတာပေါ့နော်ဆိုတော့လူတွေမှာ create idea လည်းရှိတာတယ်တို့ empower ပြီးတော့အဓိကအရေးကြီးဆုံးပဲဟုတ်ပြီခုနကဒီကိုဒီလိုကျွန်တော် giving back to community ဆိုတော့ကျွန်တော်ကဘာမှမလုပ်တော့စိတ်မကောင်းပေါ်လာ we were introducing issues of corporate social responsibility CSR ဆိုတော့ကိုဒီလိုကိုဒီမှာ CSR corporate social responsibility နောက်ပြောရတာအပြင်ဘာတွေများလုပ်ကြအဲ့တော့အရင်ကြီးချင်ဆရာဒီဘက်ကိုနိုင်ငံတက်လာတဲ့အချိန်မှာဝင်လာတဲ့နိုင်ငံလည်းcorporate responsibility ရှိတော့အရင်ကြီးကျွန်တော်တို့မှာ value ကိုရှိတယ်number 5 value hunger and compassion မရှိတဲ့လူအများတိုင်းဒီ compassion ဖြစ်နေလို့ဆိုတော့ကျွန်တော်တို့ခါကြီးရကြီးဆို Thanksgiving တို့ Christmas တို့ဆို
ပုံမှန်ကလူတွေ charity တော့လုပ်တယ်ဒီအဲ့ရက်တွေကျတော့သူတို့မတွားချင်volunteer လုပ်ချင်ဘာလို့လဲဆိုတော့ family တိုင်းဟုတ်တယ်ကျွန်တော်တို့အဲ့ရက်ဒီမှာလူရှိတဲ့အချိန်မှာအဲ့ချိန်ဆိုရဲကြာပြီးတော့အေးလာပြီဆိုတော့ homeless တွေမှာဆိုတော့အများကြီးပါအများကြီးကူညီလို့ရစောင်းနေလို့ရစားရလို့ရဒီ suit တွေကူလေးတစ်ခွက်တော့လို့အတွက်အဲ့ရက်ဒီမှာကျွန်တော်တို့တော့ပေးနေတယ်ဒီလိုမျိုးဒီမရှိတဲ့ကလေးတွေအတွက်ဒီ size တူအဲ့လိုမျိုးပေါ်ပဲနေတယ်အဲ့လိုမျိုးတွေမှာအဲ့လို charity ကျွန်တော်တို့ရဲ့ charity တွေအများကြီးပေါ့နော်သူတို့အတင်းနေနဲ့လည်း promote လုပ်ခိုင်းတယ်တယောက်ထဲလည်းလုပ်ခိုင်းတယ်နောက်ပြီးတော့ဒီ juvenile diabetes ဆိုတာကလေးတွေရဲ့ diabetes က rate ကအများကြီးတော့အဲ့ဒီအတွက် research foundation တွေလည်းလုပ်ရတယ်အများကြီးနော်ဆိုတော့ဒီ refugee refugee အမေရိကန်မှာဘာပြောလာတဲ့ refugee တွေတက်တယ်ကျွန်တော်တို့လည်းလုပ်ပြီးတော့ရှိပါတယ်ဘုရားဒီပါလေဘုရားကြီးအဲကျွန်တော်မျိုးနေဟိုနာforeign direct investment ဟိုဒီနိုင်ငံသားရပြန်ပြီးသူ့မဲ့ပေါ့လူတန်းကြီးဒီမှာလုပ်တဲ့ဘာယူကျွန်တော်တို့ encourage တော့လုပ်တယ်ဒါပေမဲ့ဒီနေ့ဒီရဲ့ဘုံပြီးကျွန်တော်ဘာလုပ်ပြီးAmerican franchise ကို American independent contractor business ကိုအမှတ်ယူစိတ်ဝင်စားမှုရှိအောင်လည်းဆက်လုပ်ပါလို့ပြောရအောင်FTA ဖက်လာတဲ့ FTA တော့ကျွန်တော်တို့မဖတ်ဘူးပေါ့နော်ဆရာတိတိကျကျလည်းလေဒါပေမဲ့ကျွန်တော်အနေနဲ့ကြာပေးချင်တာအပြင်ကစီဝါလာ invest လုပ်မယ်လို့အဓိကသူတို့လည်း profit ရှိရဟုတ်ကဲ့ဒါပေမဲ့ဒီသူတို့ကိုလည်း corporate responsibility nature control တော့ make sure သူတို့လည်းသူတို့ behave တော့ yes ဆိုတော့ဆိုရနေလည်းနှစ်ဖက်လုံးဒီဝန်ထမ်းတွေအတွက်တော့live personal တွေဒုက္ခမရအောင်ဆိုတော့လုပ်ငန်းရှိမှာပဲဘယ်လိုရှိလဲ yes ဆိုတော့ကျွန်တော် college ကြားနေရတာကprotection ပေါ့နော်အရန်ကိုprotect ကြလုပ်ရတယ်အပြင်ကဝင်လာဖို့ရခဲ့တယ်ဆိုတော့လွတ်လပ်စွာတိုင်ဆိုင်ပေးလိုက်တော့စားတော့ပြီးတော့ကျွန်တော်ပိုကောင်းတယ်ဟုတ်ကဲ့ yes လွတ်လပ်တဲ့တဲ့အတွက်အရင်လို monopolize လုပ်လို့မရဘူးအဲ့အတွက်တို့ quality မြင့်မှရမှာဆိုတော့ဒီနောက်ဆုံးဘယ်လိုပဲချန်ခဲ့မလဲ quality ကောင်းတယ် service ကောင်းတယ်လို့ပဲချန်ခဲ့တယ်ဆိုတော့အကျဉ်းဆိုင်လုပ်လာတဲ့အတွက်တန်ဖိုးတွေတက်လာပဲဝမျိုးတွေဒီဈေးနှုန်းတွေကျလာမယ် quality ကိုကောင်းလာမယ် consumer တွေအရင်ကောင်းလာမယ်ဒီဘက်ကအတွက်လည်းကျွန်တော်အနေနဲ့ကျွန်တော်ထင်တာဒီဘက်စီးပွားရေးကျွန်တော်လည်းကြောက်စရာမလိုဘူးထင်တယ်ဟိုဘက်ကဝင်လာမယ်အရင်နည်းနဲ့ job creation နဲ့ပြီးတော့ဟိုဘက်ကပါလာမယ် management နဲ့ skills နဲ့ဒီ investment တွေကရလာတဲ့ return ကျွန်တော်တို့တော့ပုံများတယ်ဆိုတော့တိတ်ပြီးတော့ protect လုပ်ထားတဲ့ချိန်ကျရင်ဝင်လာလည်းရက်ခဲ့တယ်ဆိုတော့လွတ်လပ်စွာကြိုင်ဆိုင်တယ်ဆိုပြီးချင်းချင်းလည်းကျော်မှာဟုတ်ကဲ့သူတို့ပါလာတဲ့technology တော့ကျွန်တော်တို့တော့ပုံရေးကြည့်လို့ရှိတယ်ဟိုဘက်က management တွေကကျွန်တော်တို့ဒီမှာမရှိခဲ့ဘူးဆိုတော့ကျွန်တော်တို့စီကပညာအများကြီးတင်လို့ရတယ်ဆိုတော့သူတို့စီကနေပြီးတော့ပူပေါင်းလို့ရတယ်ဆိုတော့ဒီအဲ့ဒါဆိုရင်အကောင်လုံးတော့ကောင်းအောင်ဘယ်လိုအချက်ဒီကဘုရားဒီ referring to Starbucks ကျွန်တော်လည်းပြောနေတာပေါ့ပြောနေတာ Starbucks ကိုဆိုလည်းကြားရတယ်ဒီလိုဘုရားလည်း starting to think no like beforeတကယ်ကို multinational transnational အကြီးအဲ့တော့ next door ရှယ်တော့မရှိဘာဟောအိုင်းပါဆို Starbucks ဆိုတာ everywhere next door ရှိတယ်အဲ့လိုနေသားရော what do you see ကျွန်တော်တို့နဲ့ပြောရတဲ့ပုံရဆိုတော့စောင့်ကြည့်ချက်တွေဝေးတယ်ဆိုတော့နည်းနည်းပုံပြီးတော့ transparent ဖြစ်တယ်အဓိက rule of law လည်းသိတယ်ဒါဟုတ်ကွက်တိကျချက်ဆိုတော့ဒီ invest အများကြီးလို့ပြီးတော့သူတို့ design line တော့ design ဆိုင်နေလို့မလားမရဘူးသူတို့လာ invest လုံးရင်းနဲ့လာဆိုတော့လာပြီးတော့6လတနေ့တည်းမှာထပ်မှလည်းမဟုတ်ဘူး လူ change သွားတဲ့အချိန်ကျသူတို့ဟုတ်တယ်တောင်းတော့ခိုင်းတယ်ဆိုတော့နည်းနည်းအရေးကြီးရဲ့ဒီလုံးမိတ်ကဟုတ်တယ်เนาะကျွန်တော်တို့အမှတ်တွေကတရားရင်းရှိရဲ့နှစ်ဖက်လုံးအတွက်ကြည့်ပြီးတော့ဒါမှလည်းနိုင်ငံအရေးကြီးနေတာလုပ်တယ်ဘယ်လိုကြည့်ပြီးတာဒီလိုဟိုမှာလုပ်နိုင်တဲ့အားလုံးဒီစံနာတော့ကြည့်တာ
ကိုသင်ခဲ့တာတွေအားလုံးလက်တွေ့သုံးချနေတဲ့ military ဆိုတော့ I wish you all the success. Thank you. No? Thank you, sir.